တော်နဲ့အစ်အာဏာရှင်ကိုတိတ်ထုံနေတဲ့ပြည်သူတွေဖြစ်ပါတယ်ဒါကြောင့်မလို့အေချမ်းစွာနဲ့ငြိမ်သက်စွာနဲ့ကျွန်တော်တို့လမ်းမှာအော်ဟစ်ကြမယ်ကျွန်တော်တို့ကအကြမ်းဖက်တဲ့မျိုးတော့အသုံးမပြုပါဘူးဆိုတော့ဒီကနေကျွန်တော်တို့စထုတ်ဖို့ဖြစ်ပါတယ်ပထမကထုတ်ပြနဲ့ခုနပြောသလိုကျွန်တော်ကိုယ့်ရဲ့စစ်ကြောင်းလိုက်အကုန်လုံးလိုက်ပေးတော့ဖို့ဒီကနေတိုက်တွန်းလိုပါတယ်Federal democracy, yes, yeah. One time, y'all, power, yeah. Hello.
သိရသောခေါင်းဆောင်များကို Democracy ရရှိရေးတို့ရေးတို့ရေး Federal Democracy ရရှိရေးတို့ရေးတို့ရေးတောင်းရှိဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်တဲ့ရေးတို့ရေးတို့ရေး လက်ထောက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေဖြတ်သိမ်းရေး တို့ရေးတို့ရေး လက်ထောက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေဖြတ်သိမ်းရေး တို့ရေးတို့ရေး ကျောင်းမတက်နဲ့ ထုံးထွက် ကျောင်းမတက်နဲ့ ထုံးထွက် ကျောင်းမတက်နဲ့ ထုံးထွက်ထုံးထွက်ထုံးထွက် ဖက်ဒရယ်ဒီမိုကရေစီရရှိရေး တို့ရေးတို့ရေး ဖက်ဒရယ်ဒီမိုကရေစီရရှိရေး တို့ရေးတို့ရေး ဆရာနာစီကြချုပ်ရေးတို့ရေးတို့ရေးဒီမိုကရေစီရရှိရေးတို့ရေးတို့ရေးအာရစီကြချုပ်ရေးတို့ရေးတို့ရေးလက်ကောင်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 းဒီမိုကရေစီရရှိရေးတို့ပြည်သူတွေကြီးရလာဟဲ့တို့ပြည်သူတွေကြီးရလာဟဲ့တို့ပြည်သူတွေကြီးရလာဟဲ့ Federal Democracy ရရှိရေးတို့ရေးတို့ရေး RSS နဲ့ကြောက်ဆောင်ပါစေကြောက်ဆောင်ပါစေ RSS နဲ့ကြောက်ဆောင်ပါစေကြောက်ဆောင်ပါစေ Federal Democracy ရရှိရေးတို့ရေးတို့ရေးတို့ရေးဒီနေ့တော့ဝန်ထမ်းများအားလုံးပါဝင်ဖို့တိုက်တွန်းပါသည်တိုက်တွန်းပါသည်ကျေအာနာရှင်ကြဆုံးရေးစီရီယမဝင်နေလို့ပါဝင်ဖို့စီရီယမဝင်နေလို့ပါဝင်ဖို့ဖက်ဒရယ်ဒီမိုကရေစီရရှိရေး Federal Democracy ရရှိရေးတို့ရေးတို့ရေးအကောင့်စစ်စီအိုပီစီရေးတို့ရေးတို့ရေးအကောင့်စစ်စီအိုပီစီရေးတို့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 ရေးအကောင့်စစ်စီအိုပီစီ
ဒီရပါဝင်ချအားလုံးပါဝင်ဖို့တပ်ပြီးတူရဲ့ရရလာဟဲ့တပ်ပြီးတူရဲ့ရရလာဟဲ့တပ်ပြီးတူရဲ့ရရလာဟဲ့ကြောက်ဖို့ကြောက်ဖို့ကြောက်ဖို့Fight, fight! Fight, fight! Fight, fight! Get up, up! Get up, up! Fight, fight! Fight, fight! Get up, up! Get up, up! Get up, up! Fight, fight! Fight, fight! Fight, fight! Don't be rude, I need a lot! Get up, up!
ဖမ်းဆီးထားသောခေါင်းဆောင်များကိုကိုဗီဒီယိုကြီးရလာဟဲ့ကိုဗီဒီယိုကြီးရလာဟဲ့ရေရလို့ရေရလို့ရေရလို့break break 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 kan ilum tak ito pasar kan atu kan sia reven yeklen vel ne lunglong bachim nak minit pakat smo slow le ama du san aran na ko bigin anak chim na lai kan ilum Bible takam real talai Yoma owada sa sao kanji sato ngedi Asuya do mi anasai au su chengu ludai ngun kanse A jau muga priyak kegi akwi mashili mi anase mashi Anase shi damyadi priyak ke kan taro muya pitari Uktu na ano zo ngayon hao Tiya hikado na kanti Atu niya lamazo mi Kanza pite ni pathian ni ahaw hita Akan timpyak mi asiti to nan thay mi ase Dine jenero piyat kinga be asuya ko kway kam be dale sura Jenero alo nyet min tinsya tishibi pibare Dajaw badu asuya ko iye Amin go na kamale sura Alo kway cha titat melok siya yawji bare Dutia a chet nene siya byoje nagaro Jano aku amare ugu dorore a longa atene atet tuene jembi we kayare democracy go Janoro Biljas be pitching ache amume amame neche ache Janoro kayane lutwama social drama go Alo, tadi tercak sikse cemare. Mitcap kata kan u kan nau kan pi kan pul tian hani an nun nak kesan an jok mika. Zairel lo le dai kan kan kat dia kan ka chumin kan kut chumin an lak lo nak ha. Kan za pi te hi tuan vo kan ngai tikha atoi ten wen chim kadu. Nandi tak chunga lom nak ngai na chunga chonam ko se. Chenoroဒီနေ့တိုက်ပွဲဝင်ကြတာဟာကျွန်တော်တို့တူဦးတည်းတော့မဟုတ်ပါဘူးကျွန်တော်တို့ရဲ့မိသားစုကျွန်တော်တို့ရဲ့နိုင်ငံကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့လူသားအားလုံးအတွက်တိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့အားလုံးဒီတိုက်ပွဲအတွက်ကျွန်တော်တို့မလိုလားတဲ့အရာကိုကျွန်တော်တို့ပြသဖို့လိုပါတယ်အားလုံးလက်ကလေးထောင်ပေးကြပါအားလုံးအတူတူအောင်မယ်စီနာနာရှင်စီနာနာရှင်စီနာနာရှင်ပြီးတော့ကျွန်တော်တို့ဒီကနေ့လက်ကလေးထောင်ပေးကြပါနိုင်ငံတော်ကောင်စီဘက်ကနေခန့်အပ်ထားတဲ့တာဝန်ကိုလက်ခံထားတဲ့ကျွန်တော်တို့ရဲ့ဒီကြံ့ခိုင်ရေးဆိုရတုန်းကဝန်ကြီးဟောင်းလေးဖြစ်တဲ့ဦးငွေစားအောင်ကိုကျွန်တော်တရားနဲ့စကားတစ်ခုမှာကြားချင်ပါတယ်ခမည်းကိုချိုးပဲကြည့်မလားပီတုကိုချိုးကိုကြည့်မလားပီတုတဘောကိုကြည့်မလားခမည်းရဲ့ကိုယ်တိုင်ဆုံးဖြတ်ချက်ကိုပဲကြည့်မလားအဲ့ဒါကိုတရားနဲ့ကြားပေးပါလို့တရားနဲ့တောင်းဆိုချင်ပါတယ်စစ်အာဏာယူရိုခန့်အပ်ထားတဲ့တာဝန်ကိုယူတဲ့လူတိုင်းဒီကျွန်တော်တို့ချင်းလူမျိုးရဲ့အဓိကရဲ့သူကျွန်တော်တို့ရဲ့အဓိကရဲ့သူကျွန်တော်တို့လုံးဝကဘာမချေပါဘူးဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ချင်းလူဒီအမှုပညာထဲကကဗျာချာတူဖြစ်တဲ့စလိုင်းနိုင်ငံကနေဒီနေ့ကျွန်တော်တို့ဆက်အာဏာရှင်ဆက်ချင်ရေးနဲ့ပတ်သက်တဲ့ကဗျာလေးတစ်ပုဒ်ကိုကျွန်တော်တို့ပြည်သူတွေအားလုံးကိုရွတ်ပေးမှာဖြစ်ပါတယ်အားလုံး
ခံစားပေးကြဖို့ဖိတ်ခေါ်ပါတယ်ကျွန်တော်ကတော့ကလောင်လက်နဲ့ကင်တဲ့ချင်းလူမျိုးစလိုင်းနိုင်ရန်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဒီတော်မဲ့ကြပြတော့ကျွန်တော်တို့ရဲ့မြေကိုချင်းခုမီလူမျိုးကြပြဆရာကြီးမြတ်ကြပြရဲ့တော်တော်ရေးကြပြကြီးကိုရွတ်တော်မှာဖြစ်ပါတယ်နားဆင်ပေးဖို့အားလုံးကိုဖိတ်ခေါ်ပါတယ်တောင်စလပန်းတွေတော့ခိုက်ရေးရေးပွင့်ပြကြတာပေါ့ဒီနေ့ဒီရက်တွေမှာငါတို့ဟာကိုမြေမှာပဲမွေးတယ်ကိုမြေမှာပဲနေတယ်ကိုမြေမှာပဲတည်မယ်ငါတို့ရဲ့အနေအထိုင်ကိုငါတို့ကိုယ်တိုင်ငါတို့စိတ်ကြိုက်ရွေးချယ်မယ်ငါတို့ရှိကဘူခိုင်ကံဘူဂျုံပိတော်မင်းဆိုင်ကြီးကိုမြေကိုရေအတွက်ယူနီယံချက်ကိုတော့အန်တူခဲ့တာပဲငါတို့ရှိကဝန်တူပေါင်းဘူပေါင်းတော့ခုဘူလွန်မဘူကျုံမဘူထတ်လိုက်ဒီထောင်စုအတွက်တွေးစီခဲ့ကြတယ်လို့ဒီဖြစ်ထောင်စုအတွက်ပဲဘုံမူဆောင်ကျိုးအောင်စန်တူရီယာတိုက်ချွန်းနောက်အညာတရားသူရေကောင်းများစွာအသက်တွေးပေးဆက်ခဲ့ပြီးပြီအခုတော့ဒီထောင်စုဟာဒီထောင်မပြီးအချီတူနိုင်စကန်ဒိတ်ဆန်နေရာမှာအတိုင်းနှစ်ပါးသွားကပြလိုက်ဘလူးဆိုင်တီးပြလိုက်နဲ့အတမကိုရှေ့တန်းတည်ပြည်သူစန္ဒကိုစစ်ပဒနဲ့တက်နေပြည်ထောင်စုသမိုင်းဟာလူတချို့အတွက်နဲ့ဂျိုင်းတစ်ထက်ဂျိုင်းလာတယ်ကဲတွေးချက်ပေါင်းတို့ငါတို့ရဲ့အမှန်တရားဘာဆက်ဆက်ဆရာနာချင်းစနေချစောပါစေကြပြကျေးဇူးတင်ပါတယ်ဟိုနမ်ဘာမိုကမ်ဘာမိုစရမိုရမ်လမီပွန်ချာနေဆောမ်စရီရကုမ်လီချုံရှေမတော်မီချီမီပွန်နာထောက်တာဦးစီနေထောက်ဦးစီကန်ရမ်ကမ်ဘလိုက်ကန်မီပွန်ချာနာမကေမအတူထိုင်ရမ်လမီပွန်နေကန်နေပီထောက်ဆုကန်ဒီမီဒီကိုရမ်ပီအငိုင်တူအဆာတူအဒီရတူမီပွန်ကစီနေကမ်ပူကမ်ပါနီဒီမိုကရေစီလေဖက်ဒရယ်သာမိရတဲ့ထုတီစီကျူတာတိုနေကတော့မီအဆာဆောစီလောကွန်ဆောမ်စရီလာကွန်လီချုံကန်တဲ့တော်နက်နေအထာရင်ကတော်ထမ်းမီကတ်အောထမ်းမီစီကျူတာတွန်းဒီကိုင်ရာမီကူလကနောကမီဖူလိုင်းဟာလူထွန်လောင်းင်းဖိုင်ကမောချင်းချင်းလိုက်ရာထတဲ့ကန်ဂောလိုက်ကန်ဂောမီဟီဇိုင်ဒါစီတီဗီကန်လီဖျန်ချက်ဆန်နေအဘူကန်ဒေါလောပါတီကန်ဒေါလောပုံပကန်ဒေါလောကန်ရမ်မီအဖွတ်ပစ်မီဆီယာနာစင်ကန်ဂောမီစီနေကန်ဖွတ်ပစ်စီအမီနုံပုံပကန်ဟွာနာလောရာကပ်ကန်ဟွာနာလောပလက်ကန်ဟွာနာလောပလက်လာရာကပ်ယောတဲမေပီချုံဝင်းအချွာမီနစစ်စာမေပီရကန်ဒီကမှုမေပီရရိုက်တယ်လို့နေကမ်ပူကမ်ပါနာနီမိငန်ထုတ်မီပီထောင်စုနဲ့နေဖက်ဒရယ်ဒီမိုကရေစီခါအရိုက်ခေါ်တာသူကပ်ချာဒူနေနတ်တိုင်မီပြတဲ့နာထန်ဆာမင်းနန်ဆာမီပြတဲ့နာရကန်ချပ်ပြန်ဟောဇိုင်မန်အချောင်းပြချမ်လို့ဝင်အတူဆန်းစီမရကန်ချပ်ပြန်ဟောကြဆောမ်ကန်ဒူနာတာကန်ဒူနာစလောင်းကျစလောင်းဝန်ထိုင်ရတဲ့နန်သိပလော CDM movement ahin ite jawrin ka somnina namma hi kanram chal pi na se nani tela chun kanram hi namma thongin nan kuchwam mi si kan tai phim sim lai ti lau si na pi ni kan thimi choza kai chan tika na la khale narian chu kan mu than chiu ti lai chu
กูจ้าจุนนี่กันก็มีฮีเตชีฟ้าปากันพลายกันลุมเมียเตอันหุ่นชุบปุ๊บตัวเมียจังกิมิสจ้านามเลกไอมากุศินตัวดักเฮราชาเต็งจันรวยวัสิเดียสมบูรณ์กับเบียกระโดดแต่กะลม ลุงลำนักตับปีกันไงคู่จนรู้มันเนี่ยจนรู้สักได้นายเช่าสันดาทบโพเรนยามาจนจะคู่เลยเปียวชิมาเลยรู้ชิลูมิวเอ็มพีเมียวันจีเมียกระโดดกุฏาเมียโอ้อเมียโซลุปีจ้ามาเดี๋ยวเลยตั้งโซบาเลยนอกจากคู่อันนี้เนี่ยช่วยกับพวกคอมมิชชั่นเพื่อพันสีทาร์เลยอาเจ้าเจ้าพันสีทาร์เลยตัวเลยအခုချက်ချင်းလွတ်ပေးပါချက်ချင်းလွတ်ပေးပါပြီးတော့ကျွန်တော်တို့လာမယ့်အခုကြီးနေမျိုးကကောင်းစီဖွဲ့ဝင်မှာမြင့်ပေးထားတဲ့ဆရာသမားကိုလည်းဒီကနေကျွန်တော်လေးစားပါတယ်ဂုံလေးဂုံယူပါတယ်ချင်းလူမျိုးဂုံဆောင်တဲ့သူဖြစ်ပါတယ်ချင်းလူမျိုးဂုံဆောင်တဲ့သူဖြစ်ပါတယ်လာမယ့်ရာထူးတွေနေရာတွေစစ်အာဏာယူတဲ့ပေးမဲ့တာဝန်တွေကိုလုံးဝချင်းပြည်သူများချင်းလူထုများလက်မခံကြပါနဲ့လို့ဒီနေ့ထပ်ပြီးတော့တောင်းဆိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီကနေ့စစ်အာဏာရှင်စန့်ကျင်ရေးမှာကျွန်တော်တို့ရဲ့စိတ်ဓာတ်တွေပြသဖို့ထွက်လာကြတဲ့ဒီကလူထုတွေအားလုံးကိုကျေးဇူးတင်ပါတယ်မနေ့ပြန်တွေမှာလည်းကျွန်တော်တို့စစ်အာဏာရှင်မကြရှုံးတွေကျွန်တော်တို့စက်တိုက်ကျွန်တော်တို့မလို့ချင်တဲ့ဟာကိုပြသရမှာဖြစ်ပါတယ်ဆိုတော့မနေ့ပြန်ကျွန်တော်တို့ဘလို့ပုံစံနဲ့စန္ဒထုတ်ဖို့သွားမလဲဆိုတာကိုကျွန်တော်တို့ပြန်ပြီးတော့အကြောင်းကြားဖို့ဖြစ်ပါလိမ့်မယ်ကျွန်တော်တို့ဒီအစီအစဉ်အတွက်ကိုကျွန်တော်တို့ပြန်ပြီးအကြောင်းကြားပေးပါမယ်ပြီးတော့ဒီဟာခါတက္ကသိုလ်ရဲ့မြို့တစ်ဖက်မှာပြန်မဲ့လူတွေကဒီကျွန်တော်တို့ကားစီစဉ်ပေးပါတယ်အဲ့ဒီကားပထမကားမှာလိုက်ပေးကြ